နေများနဲ့ဦးရင်းနှီးနှီးရှိနေမဲ့အချိန်မှာပဲရောက်ခမချစ်သူကအခန်းထဲကိုရုတ်တရက်ဝင်လာပြီးတာအုပ်ကျွေရဲ့မှတ်တမ်းစရာကိုကုတင်ပေါ်ပြတင်လိုက်ပါတယ်။အဲ့ဒီနောက်သတ်မှတ်ထားတဲ့အချိန်စရာအတိုင်းအတူနေကြဖို့အတင်းကျပ်မိတ်ပေးပါတော့တယ်ရောက်ခမချစ်သူဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ချွေးမချစ်သူကိုတားယောက်ျားလေးမွေးပေးစေခြင်းလို့ပါ။ခင်မုန်းချစ်သူဟာအလွန်မင်းအရှက်ရသွားပြီးသူ့မိကိုအခန်းထဲကနေချက်ချင်းထွက်သွားဖို့ပြောပါတယ်။ဒါပေမဲ့ရောက်ခမချစ်သူကသူတို့မဟုတ်တာတွေလုံးမဆိုးရဲဆိုတဲ့အကြောင်းပြချက်နဲ့အခန်းတော်ကိုယူသွားရုံတင်မကပဲအခန်းတကားကိုပါပိတ်ခွင့်မပြုဘဲတားနှိခဲ့ပါတယ်။ရောက်ခမရဲ့အမှုအရကြောင့်ချွေးမချစ်သူမှစကားပင်မဟနိုင်အောင်ဖြစ်သွားရပါတယ်။ဒါပေမဲ့မညှို့နှိထားတာတွေကထပ်ရှိနေပါသေးတယ်။နောက်တစ်နေ့မှာရောက်ခမချစ်သူက folic acid နှစ်ဘူးကိုထုတ်ပေးပြီးချွေးမချစ်သူကိုနေ့ရက်အတွင်းကောင်းတော့ဖို့ခိုင်းပြန်ပါတယ်။ဇနီးချစ်သူကသူမဘက်ကနေကာကွယ်ပြောဆိုပေးဖို့ညှို့ရင်းချက်နဲ့ခင်မုန်းချစ်သူကိုအကူအညီတောင်းတဲ့အကြီးနဲ့ကြီးခဲ့ပါတယ်။ဒါပေမဲ့ခင်မုန်းချစ်သူကဘာမှပြောမပေးတဲ့အပြင်သူမကိုအချိန်ကြီးတောက်အောင်သူကိုယ်တိုင်ချက်မှတ်ပေးမယ်လို့တောင်သူ့မိကိုပြောလိုက်ပါသေးတယ်။ခင်မုန်းချစ်သူရဲ့အမှုအရကြောင့်ဇနီးချစ်သူဟာအလွန်မင်းစိတ်ကက်သွားပြီးစီးပြားတွေကိုယူကဒေါသကြီးထွက်ခွာသွားပါတော့တယ်။သူမဟာခင်ဘိုးနဲ့လက်ထပ်ခဲ့တာ10နှစ်ရှိပြီဖြစ်ပေမဲ့ဒီအိမ်မှာသူမရဲ့အဆင့်တန်းဟာကလေးချင်းတယောက်လောက်တောင်တမိုးမရှိပါဘူး။ရောက်ခမချစ်သူကသူမရဲ့ပညာရေးချင်းကတာဖြစ်သူထက်နှိမ့်ကြတယ်လို့ယူဆထားတာကြောင့်အမြဲတမ်းနှစ်ခုနေခဲ့တာပါ။သူမဟာကလေးတွေရဲ့အနာဂတ်အတွက်အရာအလုံးကိုအခုထိကြိတ်မိတ်တိခံခဲ့ပေမဲ့အခုတစ်ချိန်မှာတော့ဆက်ပြီးဒီမခံချင်တော့ပါဘူး။နောက်တစ်နေ့မှာသူမဟာခင်မုန်းချစ်သူနဲ့ဆွေးနွေးပြီးမိသားစုအားလုံးတခြားတနေရာကိုကြောင်းရွှေ့နေထိုင်ဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့ခင်မုန်းချစ်သူကသူ့မိသဘောတူမှာမဟုတ်ဘူးလို့ယူဆပြီးညှစ်ဆိုခဲ့ပါတယ်။ဇနီးချစ်သူကတော့အယောက်မပေးရဲသူမရဲ့သမီးချစ်သူနဲ့သူကြောင်းရွှေ့နေထိုင်ဖို့အတွက်အိမ်ပြောင်းကုမ္ပဏီကိုတိုက်ရိုက်ဆက်သွယ်လိုက်ပါတော့တယ်။အိမ်ပြောင်းဝန်ထမ်းတွေအိမ်ရှိရောက်လာတဲ့အခါရောက်ခမချစ်သူကအိမ်မားတာလို့တောင်ထင်နေခဲ့ပါတယ်။ချွေးမချစ်သူအိမ်ပြောင်းတော့မယ်ဆိုတာတည်သွားတဲ့အခါမှာတော့မပြောင်းဖို့အတွက်စီယုံပြောဆိုပါတယ်။အဲ့ဒီနေရာမှာတင်ချွေးမချစ်သူကသူမအနေနဲ့ဒုတိယကလေးထပ်မြူခြင်းတော့ကြောင်းနဲ့ဒီအိမ်ကဘဝကိုစိတ်ကလာပြီးဖြစ်ကြောင်းပြောချလိုက်ပါတော့တယ်။ခင်မုန်းချစ်သူကသူ့မိဒေါသထွက်မှာကိုကြောက်တာကြောင့်ဇနီးချစ်သူကိုဆွဲခေါ်သွားပြီးစိတ်ကြောင်းအောင်ငြင်းဖြောင်းဖျားဖို့ကြိုးစားပါတယ်ခင်မုန်းချစ်သူရဲ့ဒီလောက်ထိသူရဲဘောကြောင့်နဲ့ပြုမှုကိုမြင်လိုက်ရတဲ့အခါမှာတော့ဇနီးချစ်သူဟာသူ့ပေါ်လုံးဝကိုစိတ်ကုံသွားပါတော့တယ်